ညီလေးတို့သိန်း20ယူလိုက်ကျွန်တော်တော့9သိန်းတော့ပေးဗျာကျွန်တော်တော့10သိန်းတော့ပေးဗျာအဲ့ဒီစကလုံးနှလုံးမှာဘယ်ဟာကို confidence ပို့ရှိစေလဲမင်္ဂလာပါစမ်းကားရန်တဲ့ channel ကောင်းမှုတစ်ခုနေ့စဉ်ပြုအစီအစဉ်ရနဲ့ကြိုဆိုပါတယ်ဒီနေ့တော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အတွေ့အကြုံလေးကိုပြန်လည်မျှဝေခြင်းလို့ပါဒီနေ့ညီမလေးတယောက်ကပြောတယ်ပေါ့နော်ကိုကြီးရဲ့တဲ့အများအားကိုကြီးဆရာပဲစားနေတာညီမလေးတို့ဆရာမစားဘူးမဟုတ်ပါဘူးဒီလိုပဲကြုံတဲ့လူကတော့မုတ်လေးပါလေးကိုကျွေးနေကြပဲပေါ့နော်စားလို့ရပါတယ်ညီမလေးမဟုတ်ဘူးညီမလေးလို့အကိုကပေးတော့လက်ပဲဖြစ်ချင်တယ်လို့ယူတဲ့လက်မဖြစ်ချင်ဘူးလို့အဲ့တော့အမတယောက်ကနောက်တယ်ပေါ့နော်အဲ့ဆိုဘာဖြစ်လို့ကားတွေယူနေလဲပြောတယ်ဆိုတော့ကားတွေယူတာကအဲ့ဒီကားတွေရှိမှအဲ့ဒီကားနဲ့အရင်ပြုတ်ပြီးတော့ဝင်ငွေရမှကျွန်တော်လည်းပေးနိုင်တဲ့လူတယောက်ဖြစ်မှာပေါ့နော်အဲ့တော့အဲ့ဒါတော့လူတိုရှင်းပေါ့နော်ဒါကတော့ပြောချင်တာပေါ့နော်လူကြီးမင်းတို့ရောဘယ်လိုဖြစ်ချင်လဲပေးရတာကြိုက်လားယူရတာကြိုက်လားဒီနေရာမှာကျွန်တော်ဟိုးလွန်ခဲ့တဲ့3-4နှစ်လောက်ကကျွန်တော် depression နည်းနည်းရတဲ့အချိန်မှာပြန်တွေးဘူးတယ်ဗျဟိုယူတဲ့လူနဲ့ပေးတဲ့လူနဲ့ကလူတိုင်းကတော့ပေးချင်ကြတာပေါ့နော်နောက်ပေးဖို့ဆိုတာကိုယ်တိုင်ပြည့်နေမှပေးလို့ရတာမပြည့်ဘဲနဲ့ပေးရဲဆိုတာကတော်သိုံပြောရမယ်ဆိုလို့ရှိရင်ဒီမနောခုနလိုတမာရီအားမကောင်းပဲနဲ့မလွယ်လောက်ပေါ့နော်အဲ့လိုဘဝမျိုးလည်းကျွန်တော်လောက်ခဲ့ဘူးတယ်ပေါ့နော်ကိုယ်မှမပြည့်ပေမဲ့လို့ပြောရမယ်ဆိုလို့ကျွန်တော်တို့ဗုဒ္ဓဘာသာအခြေခံဆိုတော့တရားတရားကိုလွန်ကျူးခဲ့ဘူးတယ်ဒါပေမဲ့ဘာပြန်တွေ့ရလဲဆိုတော့ကိုကမပြေဘဲနဲ့ပေးနေတဲ့ရွေးကအဲ့ဒီလူတွေကတန်ဖိုးမထားတတ်တာကိုတွေ့ရတယ်အဲ့ဒီတော့ listen လဲကျွန်တော်ဘာရလဲဆိုတော့ကိုအရင်ပြည့်အောင်ဖြည့်ရမယ်ဆိုတာကိုသိခဲ့ရတယ်ပေါ့နော်ကိုအရင်ပြည့်လို့ဖြည့်ပြီးတဲ့ခါမျိုးမှာကိုရဲ့ဂုဏ်သိက္ခာရတာတော့ကောင်းကိုရဲ့ခုနကတော့ပြောရမယ်ဆိုလို့ရှိရင်တခုခုပေါ့နော်ကိုရဲ့ဘယ်လိုခေါ်မလဲဇင်မင်းဆိုတဲ့ဂုဏ်သိက္ခာတစ်ခုဖြစ်ဒါမှမဟုတ်လို့ချင်း treatment တစ်ခုရှိနေတဲ့ခါမျိုးနဲ့ပေးရတာနဲ့ဘာမှမဟုတ်တဲ့ဇင်မင်းတယောက်ပေးရတာနဲ့တော့မတူဘူးဗျအတိမဲ့ပြုတ်ခြင်းခံရတာမတူဘူးပေါ့နော်ဥမာပေါ့နော်ဒိုလေးရဲ့လက်မှတ်တစ်ချက်နဲ့ဇင်မင်းရဲ့လက်မှတ်တစ်ချက်က quality ကွာတယ်လို့မျိုးပဲဆိုတော့ဒိုလေးလက်မှတ်တစ်ချက်ထိုးလိုက်လို့ရှင်တန်းနဲ့ချီပေါက်သွားနိုင်ပေမဲ့ခုနကဇင်မင်း300 330လူရင်လည်းဘယ်သူမှသိချင်မှသိမှာပေါ့နော်အဲ့တော့ပြောချင်တာကတန်မိုးသိမှတန်မိုးရှိမှဖြစ်တယ်လို့မျိုးကိုယ်တိုင်ကတန်ဖိုးအရင်မြင့်အောင်လုပ်ရမယ်ဆိုတဲ့ mindset ကိုဝင်မိတယ်ပေါ့နော်အဲ့ဒါလေးဆင်ခြင်မိလို့ပါလူချင်းမင်းတို့ရောဘယ်လိုထင်လဲပေးတော်လက်နဲ့ယူတော်လက်ကဘယ်ဟာပိုကောင်းလဲနောက်တစ်စုလုပ်ငန်းတွေပဲရောက်လာတော့တွေးရှိရတယ်ပေါ့နော်အပေးယူဆိုတဲ့ဇလန်းတွေပေါ့နော်အပေးယူဆိုတာကျွန်တော်ပြောတဲ့အပေးယူဆိုတာကဟိုဒီ network တစ်ခုမှာကအမြဲတမ်းပဲအပေးကြီးပဲမရနိုင်အမြဲတမ်းလည်းအယူကြီးပဲမရနိုင်အပြန်အလှန်ပေါ့နော် communication လုပ်တယ်ပဲခေါ်မလားပေါ့နော်ဒီ network တစုလုပ်တဲ့ခါမှာကိုကျူတော်ကကိုအခွင့်တာလို့ရှိရင်ကိုကူညီရတာရှိတယ်သူတို့အခွင့်တာတဲ့ခါမျိုးမှာကိုကမေးမြန်းပြီးတော့အကူညီပြန်တောင်းရတာမျိုးရှိတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်နားလဲလက်ခံထားတာကတော့ပေးတဲ့အချိန်လဲပေးရမှာဖြစ်တယ်လို့ယူတဲ့အချိန်ကိုလဲယူရမှာပဲပေါ့နော်လူတိုင်းကပြီးပြည့်စုံတဲ့လူရဲ့လို့တော့မရှိပါဘူးဒီပေါ်နဲ့ပတ်သက်ပြီးလူကြီးမင်းတို့အမြင်ရောဘယ်လိုမြင်လဲလူကြီးမင်းတို့အမြင်ကိုလည်းသိချင်ပါတယ်โอเคပါအားလုံးပဲဘေးပရာဝေးကွာဝင်ငွေလာပါများတိုးပါကြပါသည်ခင်ဗျာကျေးဇူးပါ